30ပေးရမယ်အဲ့ကိစ္စကနည်းနည်းနာမည်ထွက်တယ်ဥတီကိုပေးရမှာလေ30ဆိုပြီးတော့တပည့်မတယောက်ကဖုန်းဆက်တာဟဲ့ငါ့ကိုအဲ့ဖုန်းနံပါတ်စုံစမ်းပေးစမ်းဆိုတော့ခဏနေသမီးပြန်ပြောမယ်သမီးတငယ်ချင်းကတဲ့ပေးရမလားဆိုလာမေးခိုင်းလို့သူ့တငယ်ချင်းကိုမေးတော့အဲ့လူကဖုန်းနံပါတ်မပေးဘူးတဲ့မပေးဘူးတဲ့ဆိုတော့အစဖြောက်ပြတာဥတီစီလာတာ3-4ယောက်လောက်ရှိတယ်အဲ့လိုမျိုးဟိုဘိတ်ကတယောက်ဆိုရင်ပတ်စံပေးထားပြီးအဲ့အတင်းပြန်ပြောရတာဟိုဘဒုပါညှိနှိုင်းပြီးတော့ခွဲဝေယူတဲ့ဟာလည်းမဟုတ်ဘူးညီတော်ညီနာရုပ်ရှင်စီးရုံးကဖုံးဆက်တယ်ပေါ့ဒီနေ့လည်းအဲ့မှာရွှေချိုပြိုင်ပွဲပထမအဆင့်ရွေးတော့မယ်တဲ့ဥတီအားပါသွားတာဆိုအေးငါလည်းအားနေတာနဲ့တန်လူကြီးလာလို့တာပေါ့နော်အားလုံးကတော့ဒီနေရာနေသွားကြတာပဲလေအခုပို့ပြီးတော့တာလာတာဒီလိုအားလဲသူတို့ရဲ့အိမ်မက်ကိုစတင်အကောင့်တွေပုံမှန်ရတဲ့နေရာလေးဆိုတော့ကောင်းပါလေခုပထမအဆင့်မှာတယ်အရင်နှစ်တည်းအထက်တာလာပေါ့နော်ကော်ဒီရှင်ကောင်းတဲ့ကလေးတွေတွေ့လာတာနော်အရက်မောင်းလေးတွေကောင်းကြတယ်အသားရည်ရုပ်ရည်ကလေးတွေပေါ့နော်ဟိုအရင်တော့ဆိုရင်ဟိုဘာမှန်းသိညာမှန်းမသိရွှေချိုဖြစ်ရင်ပြီးရောဆိုပြီးတော့ဝင်လျှောက်တဲ့ဟာလေးတွေဒီနေ့သိပ်မတွေ့ရဘူးအရွေးရတော့နည်းနည်းပိုကြက်လာတယ်ဒါလေးဟိုဘယ်လိုခေါ်မလဲရုပ်ရည်ရှိတဲ့အသားရည်အရက်အမောင်းရှိတဲ့လူငယ်လေးတွေကဝင်ပြိုင်လာတာကိုပို့ပြီးတွေ့ရတာပေါ့နော်စီးမြင့်စီးကန်းတော့ထူးထူးတွေမရှိပါဘူးဒီပနာမအစ်စ်မှာဆိုရင်ရွေးမလားမရွေးဘူးလားဒါပဲလေတိုင်ကြအဲ့မှာဥတီတို့ကဘာကိုကြည့်ဆိုပထမအသက်အရွယ်ကြည့်တယ်နောက်အရက်အမောင်းကြည့်တယ်အသားရည်ရှိတယ်နောက်ရုပ်ရည်ရှိတယ်ဒီလေးခုကြည့်ပြီးတော့ရွေးတာပါပဲနော်ကိုဟုတ်ပါဒီနှစ်တွေ့တာတော့ဒီဒါရိုက်တာစိုးမိုးမင်းရဲ့တူမဆိုတာတွေ့တယ်နောက်တယောက်တွေ့သေးတယ်ပေါ့နော်ဟိုဝင်းမြန်မြစ်လားမြည်လားမသိတွေ့တယ်ပေါ့ဆိုတော့ဒီဥစ္စာကလည်းကျွန်တော်တို့ဖန်တီးယူလို့ရတဲ့ကိစ္စမဟုတ်ဘူးလေသူတို့ရဲ့အရေးချင်းနဲ့သူတို့အရေးချင်းတိုင်းကိုသွားကြမှာပါနောက်တစ်ခုပြောချင်တာလေရွှေချိုရွေးခံရမယ်